ကဲအားလုံးပဲမင်္ဂလာပါခင်ဗျာအောင်စေဒူတီ channel မှာပြန်လဲကြိုဆိုလိုက်ပါတယ်ကဲမနေ့က63နဲ့ဗျာနော်ကျွန်တော်64မတက်လိုက်ဘူးဗျာနော်64ဆိုကျွန်တော် main ကွက်ရအောင်ပါဗျာနော်ကဲပွဲဥစားမှာကျွန်တော်ကတ်လွယ်လေးနဲ့ခံရပြန်ပြီဗျာနော်ကဲညနေတော့ကျွန်တော်ရဲ့ချင်းမစီများအားလုံးအတွက်အကောင်းဆုံးကြိုးစားပေးထားပါတယ်ကဲညနေတော့ကျွန်တော်လိုရင်းတူရှင်းမယ်ချပြပေးထားပါတယ်ဗျာနော်မနေ့ကကနန်းမယ်စက်ကိုင်မယ်ဗျာနော်ကဲညနေထိပ်စီရဲ့1ကျင်းရဲ့မထီမပေါက်ကီရဲ့ကတ်ထားပါတယ်ဗျာနော်ကဲထုံးလာနိုင်မယ်ကျွန်တော်တို့ဖွင့်နေညနေအတွက်ပေါက်ကနန်းလေးမရယူခင်မှာကျွန်တော်ရဲ့အောင်စေဒူတီ channel အကောင့်လေးကို subscribe နေရသေးဘူးဆိုလို့ရှိရင် subscribe လေးနေတာပေးဖို့တောင်းဆိုချင်ပါတယ်ကျွန်တော်တို့အသစ်တင်တိုင်းပေါက်ကနန်းလေးတင်တိုင်းတွေ့အောင်လို့ subscribe ပေးတာ notification ခေါင်းလောင်းလေးလည်းနှိပ်ပေးထားကြပါဦးကဲဒါဆိုရင်ကျွန်တော်ထုံးစံနိုင်ပဲစုစုပေါင်း10ခွက်တင်ပေးထားပါတယ်ကဲဒါဆိုရင်ဒီလောက်ပါဗျာနော်ညနေအားလုံးကံကောင်းကြပါစေ